ဒီနေ့မှာဆိုလို့ရှိရင်တော့စိတ်တည်ငြိမ်မှုအားနေတဲ့ letter လေးတွေအတွက်ကိုမှ positive vibe တွေကိုယူဆောင်လာပြီးမယ် vaccine မျိုးတစ်ပြူစားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ letter လေးတွေကအချိန်ဝင်စီရတဲ့တူတဲ့အပြင်မှာဖမ်းမလိုက်တဲ့နဲ့ညှိနှိုင်းသိချင်းတက်တဲ့ရက်စီလေးတွေလည်းဖြစ်ပါတယ်လူမှုစစ်တရေးကောင်းပြီးတော့စကားပြောလဲကောင်းကြတဲ့ letter လေးတွေအားနဲ့ချက်ကတော့ဒီစားတစ်ခုပေါ်ကိုမျှော်လင့်ချက်အရန်ထားတတ်ကြတာပဲဖြစ်ပါတယ်မျှော်လင့်ထားသလိုဖြစ်မလာဘူးဆိုလို့ရှိရင်နိုင်ကျင်တက်ပြီးတော့ကိုဖြစ်တင်တာမျိုးတွေရှိတတ်တယ်ပေါ့နော်ကိစ္စတစ်ခုကိုအစီမပြေတော့ဘူးဆိုလို့ရှိရင်လည်းစိတ်တည်ငြိမ်မှုအားနေပြီးတော့ဘာမှမတွေးဘဲနဲ့တစွတ်တို့လောက်တတ်ကြတဲ့အခြေအနေတွေရှိပါတယ်ဒီလိုအချိန်မှဆိုလို့ရှိရင်လက်စိုးကနေပြီးတော့ရောင်းချပေးတဲ့ vaccine ရောတစ်ပြူစာလေးကိုသုံးပြီးတော့အပန်းပြေနိုင်ယူမယ်ဆိုလို့ရှိရင် positive thinking တွေပဲတွေးပြီးတော့ positive vibe တွေကိုလုပ်ဆောင်နိုင်မှာဖြစ်တဲ့ပြင်ဟိုမှာကိစ္စရဲ့အတိုင်းကိုအစီအပြေနဲ့ပို့ပြီးတော့ဆွမ်းဆောင်လာနိုင်မှာပဲဖြစ်ပါတယ်ရှင် Diplomatic and fair with a heart so kind. In your presence, love we find. Libra, where the air flows free. In your embrace, we find harmony.